သူ့ရဲ့နိုင်ငံသားတွေကိုအိမ်နေပေးတယ်ပြီးတော့ကျွန်တော်ကျန်းမာရေး service တွေအခမဲ့ပညာရေးတွေကလည်းအခမဲ့ဖြစ်တဲ့အပြင်မှာအခွန်လည်းလုံးဝမကောက်တဲ့နိုင်ငံတစ်ခုရှိပါတယ်အဲ့ဒါကတော့ကာတာနိုင်ငံမှာကာတာဆိုတာကတော့ကျွန်တော်တို့ဒီမြေပုံမှာကြည့်လိုက်မှဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့ဒီရန်ကုန်တိုင်း size လောက်ပဲရှိတဲ့နိုင်ငံငယ်လေးတစ်ခုပါနိုင်ငံပတ်ပတ်လည်မှာဆိုလို့ရှိရင်လေတက္ကနာတွေကဝန်းရံထားပြီးတော့ရေအရင်းမြစ်ဆိုတာမရှိသလောက်ရှားတဲ့ပူပြင်း6တွေ့ရဲ့နိုင်ငံလေးတစ်ခုပေါ့နော်ဒါပေမဲ့ဒီနိုင်ငံလေးရာဆိုလို့ရှိရင်ဒီနေ့ခေတ်ကမ္ဘာအချမ်းသာဆုံးနိုင်ငံစီးရင်နေတဲ့မှာဝင်နေပါတယ်။ဘာကြောင့်မို့လို့ဒီနိုင်ငံလေးကဒီလောက်ချမ်းသာသွားလဲဆိုတာကိုတော့ဒီကောင်းကောင်းလို့ခေါ်တဲ့ကောင်လေးနဲ့ကျွန်တော်ရှင်းပြပေးမယ်။ကျွန်တော်နာမည်ကတော့ကောင်းကောင်းပါ။ကာတာရဲ့တော်ဝင်မိသားစုတွေကတယောက်ပေါ့။အားရချင်းဆိုလို့ရှိရင်တင်းငက်ဖမ်းပြိုင်ပွဲတွေပိုင်းတော့ကြည့်ရဲပြီးရင်စုတွေပေးတယ်။ဒီစူပါကားတွေဆိုတာလည်းဗျအိမ်မှာထားစရာနေရာမရှိအောင်တန်းစီနေရတယ်။2022တုန်းကဆိုလို့ရှိရင်ကမ္ဘာဖလားကိုတော့မှအင်ရှင်ဖြစ်ကျင်းပပြီးတော့အကြီးအကျယ်ကျွန်တော်တို့ပွဲခံခဲ့သေးတယ်။ကာတာနိုင်ငံဘယ်လိုချမ်းသာလာလဲဆိုတာကိုတော့ဒီကောင်းကောင်းရဲ့အဖိုးပေါ့နော်သူ့အဖိုးရဲ့အဖေခက်ကိုပဲကျွန်တော်ပြန်ပြီးသွားကြည့်ရမှာပဲပြောမှဆိုလို့ရှိရင်ဒီကာတာဆိုတာအရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်တဲ့အညီပေါ့နော်ဒီရေနံကတော့သူ့ဟာသူအထိုက်တင်လျောက်ထွက်ပါတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ကာတာကနိုင်ငံငယ်လေးဖြစ်ပြီးတော့သူ့ရဲ့ဘေးပတ်ပတ်လည်မှာဆိုလို့ရှိရင်ကူဝိတ်တို့ဒီ Saudi Arabia တို့ UAE တို့အစရှိရဲ့ရေနံရန်ထွက်တဲ့အိမ်နီးချင်းနိုင်ငံတွေရှိနေတဲ့အတွက်ကြောင့်မို့လို့ကာတာနိုင်ငံကရေနံလောက်ကွက်တစ်ခုတည်းနဲ့တော့ချမ်းသာလာတာမျိုးမဟုတ်ပါဘူးပြောရရင်1980 90ခုနှစ်လောက်တုန်းကဆိုလို့ရှိရင်ပေါ့နော်ကားတွေဆိုတာဒီနေ့ခေတ်လောက်မပေါ်သေးတဲ့အတွက်ကြောင့်မို့လို့စီလိုအပ်ချက်ဆိုလို့ရှိရင်လည်းအရန်မရှိသေးဘူးအဲ့ဒီအတွက်ကကျွန်တော်တို့ကမ္ဘာပေါ်မှာရှိတဲ့စီလိုအပ်ချက်တွေကိုဒီ Saudi Arabia တို့ဘာတို့ကနေပြီးတော့ဖြည့်ဆည်းလိုက်ရတဲ့ပဲအဆင်ပြေသွားတယ်ပေါ့နော်အဲ့တော့ကာတာရဲ့ရေနံတွေကအရင်သိပ်ပြီးရောင်းရတယ်မှာမပါဘူးအဲ့တော့နိုင်ငံရဲ့ဒီ GDP ကလည်းအရင် grow ဖြစ်မလာဘဲနဲ့ပုံမှန်အနေထားလောက်လေးဆိုတာလေးပဲရှိသေးတယ်ဒါပေမဲ့တကယ်အပြောင်းလဲရတော့ဒီ1995ခုနှစ်မှာဒီကောင်းကောင်းအဖိုးကအာဏာရလာပြီးတော့သူ့ရဲ့လက်ထက်မှာကာတာနိုင်ငံကြီးကချမ်းသာရမယ်ဆိုပြီးတော့သူကဆုံးဖြတ်ချက်ချလိုက်ပါတယ်သူကဘယ်လိုလုပ်ဖို့ဆုံးဖြတ်လိုက်တာလဲဆိုတော့ဒီကာတာကရေနံနဲ့မချမ်းသာရင်တောင်မှတခြားနည်းနဲ့ချမ်းသာရမယ်ဆိုပြီးတော့ဒီလိုက်ပြီးတော့ resource တွေကိုလေ့လာကြည့်ရပေါ့နော်အဲ့ဒီအချိန်မှာသူတို့ဘာတွေ့သွားလဲဆိုတော့ကာတာရဲ့ဒီရေပိုင်နက်ထဲမှာရှိရဲ့သဘာဝတွင်းအကြီးကြီးတစ်ခုကိုသွားပြီးရှာတွေ့သွားပါတယ်ပြောရရင်ဒီကာတာရေပိုင်နက်ထဲကသဘာဝဓာတ်ငွေတွင်းရဆိုလို့ရှိရင်ကမ္ဘာပေါ်မှာအကြီးဆုံးဓာတ်ငွေတွင်းတစ်ခုဖြစ်ပါတယ်အဲ့တော့သူတို့ကလည်းပေါ့နော်ပွားပေါက်တိုးပြီးဆိုပြီးတော့ဒီဓာတ်ငွေတွေကိုဘယ်လိုရောင်းရမလဲဘယ်လိုထုတ်လုပ်ရမလဲဘယ်လိုပို့ဆောင်ရမလဲဆိုတော့အချက်တွေကိုလိုက်ပြီးတော့စဉ်းစားပါတော့တယ်အဲ့ဒီအချိန်မှာဓာတ်ငွေကိုပိုက်လိုင်းနဲ့ပို့ရဆိုတာရုရှားကကျွန်တော်တို့ကြီးစိုးထားပြီးသားပေါ့နော်အဲ့ market ကိုအဲ့တို့ကြောင့်မလို့ဒီကာတာဆိုလို့ရှိရင် LNG လို့ခေါ်ရဲပေါ့နော်ကျွန်တော်တို့ဒီ gas ကိုအရေးအဖြစ်နဲ့ပြောင်းပြီးတော့ကမ္ဘာနိုင်ငံတွေကိုတင်ပြီးရောင်းလို့ရမယ်နည်းကိုသူတို့စဉ်းစားခဲ့ပါတယ်အဲ့ဒီအချိန်မှာကာတာနဲ့တိုးတက်လာတော့ကျွန်တော်တို့ကမ္ဘာကြီးပေါ့နော်အဲ့တို့ကြောင့်မလို့ LNG လိုအပ်ချက်ကလည်းပို့ပြီးတော့ကြီးမားလာတယ်အဲ့တို့ကြောင့်မလို့ကာတာဟာသူတို့နိုင်ငံတွေမှာရှိရဲ့ဒီဓာတ်ငွေတွင်းရနေပြီးတော့ဒီ LNG တွေကိုဒီတရုတ်တို့အိန္ဒိယတို့တောင်ကိုရီးယားတို့ဂျပန်တို့လိုမျိုးဒီသဘာဝဓာတ်ငွေလိုအပ်နေတဲ့နိုင်ငံတွေကိုတင်ပို့ပြီးတော့ကမ္ဘာအကြီးဆုံး LNG ဆယ်လာကြီးဖြစ်သွားတယ်ဆိုပါတော့ဒီလိုနဲ့ပဲကာတာနိုင်ငံကကောင်းကောင်းတို့မျိုးဆက်မှာပဲအရန်ချမ်းသာတဲ့ဒီကမ္ဘာအချမ်းသာဆုံးနိုင်ငံတွေကတခုဖြစ်လာခဲ့ပါတယ်ပြောရင်ကာတာနိုင်ငံကသူတို့နိုင်ငံသား3သိန်းလောက်ပဲရှိတဲ့နိုင်ငံငယ်လေးတစ်ခုအနေနဲ့ဒီလိုမျိုးရုပ်ချီးဆိုသလိုချမ်းသာသွားရဲဆိုတာကသူတို့စီးပွားရေးအတက်ချက်ကောင်းခဲ့တယ်လို့ပဲကျွန်တော်ပြောရမှာပေါ့နော်ဒါပေမဲ့အဲ့တဲ့ပိုကောင်းတာကဘာလဲဆိုတော့ဒီလိုမျိုးသူတို့တွေအရန်ချမ်းသာသွားလို့နိုင်ငံသားတွေကိုလည်းပြစ်မထားပဲနဲ့ကျွန်တော်တို့ဒီ hacker တွေပေါ့နော်ကျန်းမာရေးဆိုင်ရာဆောင်းရှောက်တဲ့ဟာတွေကိုလက်ကားလုပ်ပေးတယ်ပညာရေးစနစ်တွေလက်ကားဖြစ်အောင်လုပ်ပေးတယ်အကျဉ်းဆုံးကဘာလဲဆိုတော့အိမ်မရှိတဲ့သူတွေကိုလုံးဝသူတို့ကလုံးဝအတိုးတိတ်ပြီးမယူဘဲနဲ့ပေါ့နော်ရောဒီ channel ဒီအိမ်နေမင်းတို့စောက်လို့ရအောင်ငါတို့ကူညီပေးမယ်ဆိုပြီးတော့နိုင်ငံသားတွေကိုလည်းသူတို့ရဲ့ချမ်းသာမှုတွေကိုပေးပြီးတော့ခံစားခဲ့ပါသေးတယ်ဒီလိုနဲ့ပဲကာတာနိုင်ငံရဲ့ကျွန်တော်တို့ချမ်းသာလာတဲ့သမိုင်းကြောင်းကြီးရာဖြစ်ပေါ်လာရဲဆိုပါတော့အခုနောက်ပိုင်းမှာတော့ကာတာကကျွန်တော်တို့ဒီသဘာဝဓာတ်ငွေတစ်ခုတွေကရတဲ့ပတ်စံကိုပဲအာမကိုတော့ပဲနဲ့ဒီကာတာ Airway တို့တခြားသောအားကစားနဲ့ပတ်သက်တဲ့ဒီ PSG အသင်းရဲ့ store တွေကိုပိုင်တာတို့တခြားသောကမ္ဘာအကြီးဆုံးစီးပွားရေးလုပ်ငန်းတွေထဲမှာလိုက်ပြီး share ဝင်ထားတာတွေကရှိလာတဲ့အတွက်ဒီသဘာဝဓာတ်ငွေသိပ်မကြောင်းရလဲပဲဒီကာတာနိုင်ငံရဲ့စီးပွားရေးကလုံးဝသိပ်ပြီးတော့မထိခိုက်သွားတဲ့အနေအထားမျိုးထိကိုတိုးတက်သွားတယ်ပေါ့နောက်လာမယ့်နှစ်တင်မှာကာတာကဘယ်လောက်ထိအောင်တိုးတက်သွားတဲ့နိုင်ငံတစ်ခုဖြစ်မလဲဒီ UAE နဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်ရောဘာတွေသူတို့ပြိုင်ဆိုင်နေကြလဲဆိုတာကိုလည်းနောက်ထပ် episode လေးတွေခွဲပြီးတော့ကျွန်တော်တင်ဆက်ပေးပါဦးမယ်ဆုံးဖြတ်ကြည့်ရအောင်ကျေးဇူးတင်ပါတယ် See you next video